လူတစ်ယောက်ဟာတစ်ပင်တစ်ပင်ကိုလွှတ်နဲ့အားတက်တရောတိုက်နေပါတယ်ဒါပေမဲ့9နာရီ6နာရီကြာတဲ့အထိတစ်ပင်ကမလဲသေးဘူးမိကကြည့်နေတဲ့လူကမျက်လွှာကတုံးနေပြီးခဏနားပြီးလွှတ်ကိုအရင်ချွတ်မလားလို့အကြံပေးတော့သူကငါလွှတ်ချွတ်မှုအချိန်မရှိဘူးတစ်ပင်လဲဖို့ပဲအလုတ်ရှုပ်နေတာလို့ပြန်ပြောပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာလည်းဒီလိုပါပဲအောင်မြင်မှုအတွက်လုပ်တွေပဲ result လုပ်နေပြီးကိုကိုကိုပြန်လဲစမ်းသစ်ဖို့လွှတ်ချွတ်ဖို့မင်းနေတတ်ကြပါတယ်ဒီနေ့မှာတော့တင်းရဲ့စွမ်းဆောင်ရည်ကိုအမြဲတမ်းထိတ်တန်းမှာရှိနေစေမဲ့ habit 7ကြောင်းဆွေးနွေးသွားမှာပါအားလုံးပဲမင်္ဂလာပါခင်ဗျတကရိုးလက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လွှတ်ချွတ်တယ်ဆိုတာနယ်ပယ်၄ခုမှာဟန်ချက်ညီညီလှုပ်ဆောင်ရတာပါရုပ်ပိုင်းဆိုင်ရာ physical ဒါဟာတင်းရဲ့စက်ပစ္စည်းကိုပြုပြင်ထိန်းသိမ်းတာပါဥပမာတနေ့ကိုအနည်းဆုံးမိနစ်20လေ့ကျင့်ခန်းလုပ်တာအေးဝဝအိတ်တာနဲ့အာဟာရဖြစ်တာကိုရွေးစားတာမျိုးပါခန္ဓာကိုယ်ကျန်းမာမှစိတ်ဓာတ်ကတက်ကြွမှာအလုပ်တွေကိုပိုပြီးအာရုံစိုက်နိုင်မှာပါနံပါတ်1စိတ်ပိုင်းဆိုင်ရာ mental ပိုင်းဒါကတော့သင်ရဲ့ software ကို update လုပ်တာပါဥပမာ social media ပေါ်မှာအချိန်ဖြုံးမဲ့အစားဒီနေ့ကိုစာမျက်နှာ30ဖတ်တာသင်တန်းအသစ်တစ်ခုကိုတက်တာဒါမှမဟုတ်ဘဝတုဒ္ဒရမဲ့ဝန်ထမ်းတွေကိုပဲနားထောင်ရမျိုးပါရလက်ကသင်ရဲ့အတွေးခေါ်တွေကခင်မနောက်ကြတော့ပဲပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းပုံမြင့်လာပါလိမ့်မယ်3ဝိညာဉ်ပိုင်းဆိုင်ရာ spiritual ဥပမာသိစိတ်တဲ့နေရာမှာတရားထိုင်တာသဘာဝတရားထဲမှာလမ်းလျှောက်တာဒါမှမဟုတ်ကိုယ့်ရဲ့ရည်မှန်းချက် mission statement ကိုပြန်ဖတ်တာပါရလက်အနေနဲ့ဘဝမှာဘာကြောင့်အလုပ်လုပ်နေရတယ်လဲဆိုတဲ့အနှစ်သာရကိုပြန်တွေ့ပြီးစိတ်ဓာတ်ခိုင်မာလာစေပါတယ်4လူမှုရေးနဲ့ခံစားချက် social emotional ဒါကတော့သင်ရဲ့နတ်ဝကိုခိုင်မာအောင်လုပ်တာပါဥပမာမိသားစုနဲ့ချိန်ပေးတာတငယ်ချင်းတွေနဲ့စိတ်ပန်းဖြေတာသူတစ်ပါးကိုကူညီတာမျိုးပါရလက်အနေနဲ့စိတ်ဖိစီးမှုတွေရောကြသွားပြီးအဝန်းကျင်နဲ့ဝန်းဝန်းဆက်ဆံရေးတွေပိုကောင်းလာပါလိမ့်မယ် habit 7ကိုကျင့်သုံးခြင်းကသင်ယူမှုလမ်းဂရိဖြစ်မှု commit ဒီရဲ့လက်တွေ့လုပ်မှု do ဒီအဆင့်30ကိုထက်ကလုပ်နေခြင်းအပြင်သင်ဟာမနေ့ကအထက်ပိုတော်တဲ့သူမနေ့ကအထက်ပိုစွမ်းဆောင်ရည်မြင့်တဲ့သူတယောက်ဖြစ်လာမှာပါလွှတ်ချွတ်ဖို့အချိန်မရှိဘူးလို့ပြောတာဟာကားမောင်းနေရင်စီပြေးဖို့အချိန်မရှိဘူးလို့ပြောတာ ਨੇ အတူတူပါပဲခဏနားပြီးကိုပြန်လဲစမ်းသစ်တာဟာအောင်မြင်မှုရဲ့လှိုးချက်ပါဒီဗီဒီယိုနဲ့အတူကျွန်တော်ရဲ့7 habit series လေးပြီးဆုံးသွားပါပြီဒီအလေးချက်9ခုလုံးကိုသင်ဘဝထဲမှာလက်တွေ့အသုံးချပြီးပြောင်းလဲမှုတွေကိုဖန်တီးနိုင်ကြပါစေကျွန်တော်မင်းရင်မှာတူတူလေးလာပြီးတူတူကြီးထွားကြမယ်ဆုံးထိကြည့်ရှုနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ